တာလီဇောပါဒီကနေ့ဧပြီလ21ရက်နေ့နရင်းဇာရခိုင်တဲ့ဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်တော်ရှင်မဲစင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေထဲမှာတော့တန်နေပွန်လီပြင်မှာစစ်ကောက်စီနေပြီးတဲ့တောလာရှိနေသေးလို့ငါဖဲသမားတွေစိတ်ချလုံမှုဆိုငါဖဲခံမရသေးတဲ့သတင်းစစ်ကြံမိုက်တွေကြောင့်အန်ဒေသခံစစ်ဘေးရှောင်တွေနေရက်ပြန်ပြီးလောက်ကိုက်စားတော့ဖို့ခက်ခဲနေတဲ့သတင်းနဲ့စစ်တွေမြို့ပေါ်မှာတည်ရှိတဲ့ကြီးော်တွေကနေအိမ်တွေကိုစစ်ကောက်စီတက်ကရော်လုံးကျွဲနီးပါဖြိုဖက်ရောက်ရှာထားတဲ့တဲ့တွေပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တဲ့တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အာရောဟတ်တဲ့တော့တင်ပိုက်ထားတဲ့တန်နေမျိုးအနီးပွန်လင်ပြင်မှာစစ်ကောက်စီနေပြီးတဲ့တောလာရှိနေစေဖြစ်လို့ဒေသအတွင်းကငါးဖဲသမားတွေဟာစိတ်ချလုံမှုစောငါးဖဲချောက်ပွေခန်းမလုံနိုင်သေးဘူးလို့ဒေသခံသတင်းရေးမဲတွေကပြောပါတယ်စစ်ကောက်စီနေပြီးဒီဟာတန်တဲ့ဒေသကငါးဖဲစုံရှိတဲ့ပွန်လင်ပြင်မှာရဖန်ရခါတောလာမုန်းတွေရှိတဲ့အတွက်ငါဖန်သမားတွေအနေနဲ့စိတ်ချလုံမှုဆိုချပွေခန်းမရသေးဘူးလို့တန်တဲ့ဒေသခံသတင်းအရင်မဲ့တယောက်ကပြောပါတယ်နေပြည်တော်ကိုတခါတလေပြင်လင်ပြန်မှာတွေးနေရပြီးငါဖန်သမားတွေဟာလုံးဝလွတ်လပ်စွာရှာဖွေနိုင်တာမလုပ်နိုင်သေးဘူးလို့သူကဆက်ပြောပါတယ်အခုလိုနေပြီးတဲ့တောလာရှိသေးတဲ့အတွက်ဒေသခံငါဖန်လုပ်ငန်းတွေရဲ့လုံခြုံရေးအတွက်အာရခတက်တော်အာရခပြည်သူအစိုးရကန်နီးနေရာတွေမှာပဲငါဖန်ရှာဖွေခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်အခုလိုစစ်ကောက်စီနေပြည်တော်ဟာဘယ်နေရာကနေဘယ်နေရာကိုတောလာနေတယ်ဆိုတာကိုဒေသခံတွေအနေနဲ့မသိနိုင်သေးဘူးလို့ပြောဆိုကြပါတယ်ခင်ဗျာစစ်ကြံမိုက်တွေကြောင့်အန်ဒေသခံစစ်ဘေးရှောင်တွေနေရပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေစီကနေသိရပါတယ်အန်မျိုးနဲ့တိုက်ပွဲဖြစ်ပေါ်ခဲ့တဲ့မြို့ပင်ဝန်းကျော်နေရာတချို့မှာအာရခတက်တော်အေကမိုက်တွေကိုရှင်းလင်းနေပြီးမှလည်းစစ်ကောက်စီကထောက်ထားခဲ့တဲ့မိုက်အရွယ်အတွက်ဟာအရင်ကများပြားနေတာကြောင့်အပြီးသင်းမရှင်းလင်းနိုင်သေးပဲဖြစ်နေတယ်လို့ဆိုပါတယ်ဒီအခြေအနေတွေကြောင့်စစ်ဘေးရှောင်တွေအနေနဲ့နေရပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်အဲမှာထောက်ထားတဲ့မိုက်ဟာတခြားနေရာတွေထက်များပြီးမရှင်းလင်းနိုင်သေးဘူးလို့အဲလုံကြီးအောင်မှာနေတဲ့ဒေသခံစစ်ဘေးရှောင်အမျိုးသားတယောက်ကနရင်းစာကိုပြောပါတယ်အဲမျိုးတွေကစစ်ဘေးရှောင်တွေဟာအဝက်တစ်ထည်ကိုတစ်ခုနဲ့စစ်ဘေးရှောင်နေရတဲ့အပြင်မိမိနေရကြီးော်တွေကိုပြန်ရင်လဲမြေမြုံမိုင်းများစွာရှိနေသေးတဲ့အတွက်အခက်အခဲတွေရှိနေတယ်လို့သိရပါတယ်မိမိဒေသကတောတောင်ရလေဝန်းတွေမှာစစ်ကြံလက်နဲ့အကျွမ်းကြံပစ္စည်းအပိုက်စားတွေအပြင်စစ်ကောက်စီထောက်ထားခဲ့တဲ့မြေမြုံမိုင်းများစွာကြန့်ရှိနေသေးတဲ့အတွက်အိမ်ပြန်ပြီးလောက်ကိုက်စားတော့ဖို့အခက်အခဲနဲ့ကြုံနေရတယ်လို့အန်ဒေသခံတွေကပြောဆိုကြပါတယ်အန်မျိုးသိန်းတိုက်ပွဲအတွင်းအန်ဒေသခံတွေစိုက်ပျိုးခဲ့တဲ့စပားခန့်တွေတီးနှံခန့်တွေလည်းတိုက်ပွဲတွေကြောင့်ပျက်စီးတော့ခဲ့ရပြီးနေရပြန်ရင်လည်းပြန်လည်တော်ဖို့အခက်အခဲဖြစ်နေတယ်လို့အန်ဒေသခံအမျိုးသမီးတယောက်ကနှွေးစာကိုပြောဆိုထားပါတယ်ခင်ဗျာစစ်တေမြို့ပေါ်မှာတည်ရှိတဲ့ရခိုင်ကြေးော်တွေကကြေးော်သားတွေကိုစစ်ကောက်စီတက်ကအတန်းတမနယ်ထောက်ထားပြီးပြည်သူတွေရဲ့စစ်ဘေးရှောင်ဘဝနဲ့ရောကိုဆွန့်ခွာနေရချိန်မှာနေရင်ဒီကိုရော်လုံးကျဲနှင်းပါဖြိုဖက်ရောက်ရှာထားတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။အဲ့ဒီနေရင်တွေဟာစစ်တေမျိုးဆေရိုးကျတစ်ဖက်ကမ်းမှာရှိတဲ့ဆွေပြည်သားကြေးတော်ရော်မှကြေးတော်ပိုက်စိတ်ကြေးတော်တွေကနေရင်တွေဖြစ်ကြတယ်လို့ကြေးတော်သားတွေကနှွေးစာကိုပြောပါတယ်။မိဖတွေတသက်ဆူဆောက်ထားပြီးစောက်ခဲတဲ့အိမ်ဟာစစ်ဘေးရှောင်နေရတဲ့အရှင်ခဏလေးအတွင်းမှာပြိုပြက်တော့တာကြောင့်ဘဝတစ်ခုလုံးပျက်စီးတော့လို့ခံစားရတယ်လို့ကြေးတော်ရော်မကြေးတော်ကအမိမဖော်လို့တဲ့အမျိုးသမီးတယောက်ကပြောပါတယ်ပထမတော့စစ်ကောက်စီတက်ကမွတ်စလင်တွေကိုဖြိုဖျက်ရောက်စားနေတာတွေကိုကြားခဲ့ရပြီးအခုတရော်လုံးဘာမှမကြံတော့ဘူးလို့သူကဆိုပါတယ်စစ်တေမျိုးပေါ်မှာရှိတဲ့ကြေးတော်တွေကကြေးတော်သားတွေကို2024ခုနှစ်စတန်ဘာလဒုတိယအပတ်မှာစစ်ကောက်စီရဲ့အာဓမနေထောက်ချင်းကိုခံခဲ့ရတာကြောင့်ရောကိုဆင့်ခေါ်ခဲ့ရပြီးစစ်တေမျိုးထေကဖုံးတော်ကြီးကြောက်တယ်နဲ့တခြားနေရာတွေမှာဖြစ်တယ်လို့နေထိုင်ရတာလို့သိရပါတယ်စစ်ကောက်စီဟာစစ်တေကိုအာရခတက်တော်အေးဝင်ရောက်တိုက်ခိုက်လာမှာကိုအကြောက်ပြပြီးတော့စစ်တေမျိုးပြင်ပက်ပက်လေမှာရှိတဲ့ရခိုင်ကြီးော်ကကြီးော်သားတွေကိုအတင်းအဓမ္မနေထောက်ပြီးနေရင်တွေကိုတအိမ်ပြီးတအိမ်ဖြိုဖဲရောက်စားနေတဲ့ဆိုတဲ့သတင်းတွေဟာကြည်ပြန့်စွာထွက်ပေါ်နေပါတယ်ခင်ဗျာဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်တွင်းနိုင်ငံတကာသတင်းတွေကိုဆက်ပြီးတင်ဆက်ပေးတော့မှာခင်ဗျာပြည်တွင်းသတင်းတပုတ်အနေနဲ့ကတော့စစ်ကောက်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်မဲလအတွင်းမှာနိုင်ငံတော်ဝန်အမျိုးသမီး66ယောက်တေဆုံးတော့ခဲ့ရပြီး88ယောက်ဒဏ်ရာရှိခဲ့တယ်လို့မမအမျိုးသမီးသမက BWU က Epilas 9ရက်နေ့မှာထုတ်ပြန်ချက်အရသိရပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်တေဆုံးခဲ့ရတဲ့သူတွေကတော့မကွေးတိုင်းမှာ15ယောက်
မန္တလေးတိုင်းမှာ12ယောက်စကိုင်းတိုင်းမှာ9ယောက်ပဲခူးတိုင်းမှာ9ယောက်တနင်္သာရီတိုင်းမှာ2ယောက်ဧရာဝတီတိုင်းမှာ1ယောက်ရခိုင်ပြည်မှာ2ယောက်ရှမ်းပြည်နယ်မှာ12ယောက်ကချင်ပြည်နယ်မှာ2ယောက်ကရင်ပြည်နယ်မှာ2ယောက်နဲ့ကရင်ပြည်နယ်မှာ2ယောက်တို့ဖြစ်ကြပါတယ်တေဆုံးခဲ့ရတဲ့သူအများစုကတော့လေကြောင်းကနေဘုံကျင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးအယောက်90အထိတေဆုံးခဲ့ရပါတယ်တေဆုံးခဲ့ရသူအမျိုးသမီး24ယောက်ဟာအသက်18နှစ်အောက်ဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်တေဆုံးခဲ့ရသူတွေကတော့စစ်ကောင်စီတပ်ကပြည်သူတွေရဲ့ရော်နဲ့နေအိမ်တွေကိုလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တေဆုံးခဲ့ရသူ9ယောက်မြေမုံမိုက်ကြောင့်2ယောက်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်9ယောက်မိချိုတပ်ဖြတ်မှုကြောင့်1ယောက်နဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့်1ယောက်တို့ဖြစ်တယ်လို့သိရပါတယ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့2022ခုနှစ်ဖေဖော်ဝါရီလရုရှားနိုင်ငံကစတင်ကျူးကျော်ရှင်ကစပြီးအစိုးရဝန်ထမ်းနဲ့ပြည်သူတွေအပါအဝင်ယူကရိန်းနိုင်ငံသားစုစုပေါင်း4552ယောက်ကိုရုရှားကပြန်လည်ပေးအပ်ခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုလိုက်ပါတယ်ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်စစ်သုံးဘက်တွေပြန်လည်ဆက်တိုက်လဲလှယ်ခဲ့တာမှာဧပြီလ19ရက်ကလည်းစစ်သုံးဘက်900ကျော်ကိုထပ်မံလဲလှယ်ခဲ့ပါတယ်ယူကရိန်းဝန်ဆောင်မှုဝန်ထမ်း289ယောက်ကိုရုရှားနိုင်ငံမှာဖမ်းဆီးခံထားရကနေနေရက်ကိုပြန်လာခဲ့ပြီလို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုခဲ့ပါတယ်ယူကရိန်းအစိုးရကလည်းရုရှားစစ်မှုထမ်း246ယောက်ကိုလွှဲပြောက်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုထားပါတယ်နောက်ထပ်ဒဏ်ရာရှိသူယူကရိန်းစစ်သုံးဘက်31ယောက်ကိုယူကရိန်းစီလွှဲပြောက်ပစ်ခဲ့ပြီးဒဏ်ရာရှိသူရုရှားစစ်မှုထမ်း15ယောက်ကိုလည်းယူကရိန်းအစိုးရကပြန်အပ်ခဲ့ပါတယ်သုံးဘက်လေးလေဖို့စီစဉ်ပေးခဲ့တဲ့ RS ဆိုဗများပြည်ထောင်စုကိုရုရှားနဲ့ယူကရိန်းနိုင်ငံလုံးကကျေးဇူးတင်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာနွေစာသတင်းဌာနကဒီကနေ့သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့နွေစာကထုတ်လွှင့်တဲ့သတင်းတွေကို www.nranger.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်နွေစာရုပ်သံကိုအားပေးကြည့်ရှုခဲ့ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျန်းမာရှင်လန်းကြပါစေခင်ဗျာ